ဒါကတော့ပင်လယ်လေးတစ်ခေါက်ပါဟုတ်ပါတယ်ကျိုးဒီမှာတော့ပင်လယ်လေးတောင်ဖြစ်တော့မှာပါတနေ့မှာတဲ့မီလို့ပြောလို့ရတဲ့လိမ့်မာကြီးကကမ်းခြေပေါ်တက်လာပြီးတော့ဥပေါင်းချာကျော်ဥွားခဲ့ပါတယ်ဟုတ်ပါတယ်အဲဥပေါင်းချာကျော်တွေကအပေါက်မဲ့ဥတလုံးကတော့တင်ပါတယ်တဲ့မီကဥချဝဲဆိုတာနဲ့ဖြစ်ချင်ဖြစ်ဆိုပြီးတင်ုံထားခဲ့မှာပါဟုတ်ပါတယ်ပထမဆုံးကဗီဒီယိုမျိုးရဲ့ရင်ကောင်တို့ဇင်းရီကိုလိုမျိုးပဲတင်ကိုဖြစ်ချင်ဖြစ်ဆိုပြီးတော့ထားခဲ့မှာပါတင်ကဥအောင်ပေါက်ခင်မှာနဲ့ဒေဝရခိုင်တော့တော်တော်များပါတယ်အမေဥထားတယ်ဥပေါင်းချာကျော်တွေကလည်း20ရာခိုင်နှုန်းပဲတက်ရှင်တာပါထိုင်မဲ့တင်ကအသက်ရှင်အောင်ရှင်ရမှာပါဟုတ်ပါတယ်တင်အသက်ရှင်လာပါတယ်ဥကပေါက်ပြီဆိုတာနဲ့ပင်လေတဲ့ကိုတန်ပြီးတော့ရမှာပါတင်ကအပြင်ဆက်ထပ်ပြီဆိုတာနဲ့နေဘူးချင်းနဲ့တဲတဲ့မှာပူပင်တဲ့တံကိုတင်ကတော်တော်လေးကိုခံရမှာပါတင်ကအောင်မြင်စွာနဲ့အဲ့တံတွေကိုခံနိုင်အောင်မှတင်ကိုအခြားစားမဲ့ကောင်တွေအများကြီးရှိပါတယ်အဲ့ကောင်တွေကတော့ငါတေးလူတွေနဲ့အခြားသောတတ်တော်တွေကတင်ကိုစားကျင်နေကြတယ်ပါဟုတ်ပါတယ်တင်ကတော်တော်လေးကိုစားကျင်နေရကောင်းနေမှာပါသူတို့တဲ့တင်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်မာလာချန်ဘော်ကြီးခေါ်လို့ပါပဲပင်လေကိုရောက်သွားပြီဆိုတာနဲ့တင်ကအောင်မြင်သွားပြီသူထင်ကောင်းထင်နိုင်ပါလေဒါပေမဲ့လုံးဝမဟုတ်ပါဘူးတင်ကိုပင်လေထဲမှာတော့စားကျင်နေတဲ့ကောင်တွေကအများကြီးပါပဲဟုတ်ပါတယ်အဲ့ဒါတွေကတော့ငါးတွေပါပဲငါးတွေရဲ့80ရာခိုင်နှုန်းကတင်ကိုစားနိုင်ကြပါတယ်တင်က plastic တွေကိုစားစရာထင်ပြီးတော့လည်းမစားနိုင်ပါတယ်အဲ့အပြင်လူတွေကလည်းတင်ကိုဖမ်းပြီးတော့စားတော့တတ်ကြပါတယ်အဲ့တော့တင်ကအရွယ်မရောက်ခင်ပါနဲ့အခုဆိုရင်တော့တင်ကအောင်မြင်စွာနဲ့အကောင်ကြီးကြီးလာပါပြီအဲ့အချိန်မှာတော့တင်ကကမ်းခြေပေါ်တက်ပြီးတော့ဥပြန်ချမှာပါဟုတ်ပါတယ်ဒါကတော့လိတ်တွေတန်းနေရပါပဲဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ထပ်ဘာကောင်းနေတင်ပြရမလဲဆိုတော့လေကောင်းမှရေးခဲ့ပြီးတော့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးကျွန်တော်ရဲ့ channel ရဲ့ subscribe အခြေအနေကဒီလိုဖြစ်နေပါတယ် like and subscribe လုပ်ခြင်းအဖြစ်လည်းကျွန်တော်ကိုအသက်စီရမို့လို့ like and subscribe လုပ်ခဲ့ဖို့လည်းမေတ္တာခံပါတယ်ဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲအားလုံးပဲဘိုင်ပါ